နှစ်ပေါင်းများစွာအတွင်းတစ်ခုလာအုပ်တကောင်ရဲ့လေပင်ပေါ်မှာကြီးမားတဲ့ကားတာယာတစ်လုံးရောက်ရှိနေခဲ့ပါတယ်။အဲ့ဒီတာယာဘလို့ကတ်သွားခဲ့လဲဆိုတာကိုဘယ်သူမှမသိပါဘူး။သိတာကတော့တစ်ကလာအုပ်ကတဖြည်းဖြည်းကြီးထွားလာနေပေမဲ့အချိန်ကြာလာတာနဲ့အမျှတာယာကလေပင်ကိုပိုပြီးတင်းကျပ်လာပြီးသူမရဲ့အချိန်ကလည်းများမကျန်တော့ပါဘူး။ဆုံးတော့ကူညီဖို့လူတွေရောက်လာခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့ကတတိထားပြီးချင်းကပ်ကာမီအိတ်ပြောင်အောင်လုပ်ပြီးတစ်ခုလာအုပ်ကိုမြေပြင်ပေါ်သို့မြင်သာစွာလှဲချလိုက်ပြီးကားတာယာကိုလေပင်ပေါ်ကနေရှော့ချပြီးဖယ်ရှားနိုင်ခဲ့ပါတယ်။တာယာကြောင့်ဖြစ်ခဲ့တဲ့ဒဏ်ရာကိုလည်းတန့်စင်အောင်ဆေးကြောပေးပြီးမိနစ်အနည်းငယ်အကြာမှာတော့သူမဟာပြန်လည်နိုးထလာပြီးကားတာယာမရှိတော့တဲ့အပြင်လွတ်လပ်ပြီးပျော်ရွှင်စွာနေနိုင်သွားခဲ့ပါတယ်။အိုလံပစ်ပြိုင်ပွဲမှာအလေးဆုံးဝိတ်တုံးကြီးကိုမြှောက်ပြီးရွှေတံဆိပ်ဆုရဖို့စ조사နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့မိန်းမကိုရုတ်တရက်သတိရသွားခဲ့တယ်။သူမကအမြဲတမ်းသူ့အတွက်အနီးကပ်ဆုံးအားပေးသူဖြစ်ခဲ့ပြီးဒီနေ့တော့အိုလံပစ်ရွှေတံဆိပ်ကိုအနိုင်ရအောင်လုပ်မယ်လို့သူမကိုကတိပေးထားခဲ့တာပါ။ဒါပေမဲ့အိုလံပစ်ပြိုင်ပွဲမစတင်ခင်မှာပဲသူမကမထင်မှတ်ပဲကွယ်လွန်သွားခဲ့ပါတယ်။အသက်တာအတွင်းအလေးလံအခက်ခဲဆုံးဝိတ်တုံးကိုမြှောက်ဖို့စ조사နေချိန်မှာသူ့ရဲ့ကတိကိုသတိရလာပြီးသူမရဲ့အင်အားကသူနဲ့အတူရှိနေတယ်လို့ခံစားရကနောက်ဆုံးမှာအကြီးဆုံးအလေးဝိတ်တုံးကိုအောင်မြင်စွာမြှောက်ပြီးအိုလံပစ်ရွှေတံဆိပ်ကိုအနိုင်ရခဲ့ပါတယ်။